အားလုံးမင်္ဂလာပါသူ့တဲ့နိုင်ကျွန်တော်ပါတယ်ပေါ့နော်ဆာမစရောဒီနေ့မှာတော့အိမ်တုံးရုံးတုံးပေါ့နော်စင်းစရာတွေပါပဲလို့ပေါ့ဆိုင်လို့ဖွင့်ဈေးပဲရောတော့ဆိုင်ပဲလို့ပေါ့နော်ဒီစင်းစရာတွေကိုဘယ်လောက်တုံးထားတယ်ကိုဘယ်လောက်ဒီနေ့ဘယ်လောက်ရောင်းရတယ်ညာပေါ့အဲ့လိုမျိုးတွေကိုဒါစာအုပ်နဲ့မှမယ်စာ exist ဟုတ်ပဲတဲ့မှာဒီအားလေးဆွဲပြီးတော့ file လေးစိတ်ပြီးတော့ဆွဲလို့ရတယ်ပေါ့နော်ဖုန်းနဲ့လည်းရတယ်ကွန်ပျူတာနဲ့လည်းရတယ်ပေါ့ကွန်ပျူတာမရှိရင်လည်းဖုန်းနဲ့လည်းရတယ်ပေါ့နော် okay ဘယ်လိုမျိုးဆွဲရတယ်ဇာတ်တွေဘယ်လိုလုပ်ရတယ်ဆိုတာရပြီးတော့နော် okay let's go ရုံးစုံ Excel တွေကိုရင်ဝင်ရမယ်ပေါ့နော် Excel ထဲမှာဒီမှာအခုမှစလို့မှာဆိုရင်ယူဖို့ခေါ်တယ်ပေါ့ okay Excel နဲ့ပတ်သက်တာတော့ဒီမှာဖိုင်ရှိပဲ home ရှိပဲအဲတော့ကိုယ်စရာဆွဲပြီးဆေးရအောင်နော် okay ဒါ home အဲစရာဆွဲနေပြောပြတာနော် okay စရာဒီမှာနော်ရဆွဲအမီရောင်းစေးအရေးအတွက်စုက1 2 3 4 5ခွက်ရှေ့မှာကောင်းစဉ်အတွက်တစ်ခွက်ချတယ်ပေါ့နော် okay 5ခွက်ဆိုတော့အကုန်လုံးပေါင်းပြီးတော့5ခွက်ကိုhome နဲ့ဒီ home အပေါ်ဆုံးက home နဲ့ဒီမှာ margin စစ်တစ်ခွက်ထဲပေါင်းတာပေါ့ margin စစ်တစ်ခွက်ထဲပေါင်း okay ဒါတော့ဒီအပြင်ကအပေါ်ဆုံးဟာတော့ဒီလိုကိုလိုချင်တဲ့လေးချိန်လို့ရပါတော့ဒီအပေါ်ဆုံးဒီရင်းလေးမှာနော် okay တိုက်တယ်လို့ဆွဲလို့ရပါဒီထိနဲ့ဆွဲလို့ရပါနော် okay okay ဒီလောက်ထားပြီ okay ဒီကလည်းအဲ့လိုပဲနော်ဆွဲလို့ရတယ်အဲ့လိုလေးလက်ကလေးကိုတစ်ချက်တည်းနှိပ်ပြီးတော့ဖိဆွဲလို့ရတယ်နော်ဒီမှာနော်ဒါတော့ right ဒီဘက်ကဟာ right ကလေးဒီဘက်က left ကလေးပေါ့နော်ဒီဘက်ကဟာလေးကိုတစ်ချက်တည်းနှိပ်ပြီးတော့ဆွဲလို့ရတယ်နော် okay ဟုတ်နော်အရင်ဆုံးဒီမှာခေါင်းစဉ်ထည့်မယ်ဆိုရင်အရင်ဆုံးဒီကောင်ကိုဖောက်ရွေးရတယ်ပေါ့နော်အကုန်လုံး select all ဒီဘက်ဆုံးမှရှိတာလေနေလက်ချင်းလေးခုံးတော့သွားဒီမှာဖောက်ရေးရွေးရပါမယ်အောက်ကပြီးထောင်စုပေါ့နော်ပြီးထောင်စု okay ဆိုရင်ပြီးထောင်စုလို့ရိုက်ပြီး enter ချက် close လုပ်လိုက်ပါတော့ okay ရပြီနော်စာရေးလေးရတယ်နေ့စဉ်ကုန်ပစ္စည်းအယောင်စင်းပေါ့နော်နေ့စဉ်အယောင်စင်းပေါ့ okay okay နေ့စဉ်အယောင်စင်းဒီမှာရက်ဆွဲပေါ့ဒိတ်လို့တက်လိုက်တော့နော် okay ဒိတ်ရဲ့ဒီမှာအမျိုးမြည်ပေါ့နော်okay ဒီမှာအရေးအတွက်ပေါ့ရေးအတွက် okay
မှာကရောင်းစေးပေါ့နော်ရောင်းစေး okay နောက်တော့ဝယ်စေးရောထည့်လိုက်ပါနော်စေးရောင်းမဲ့ဒီဆိုဒီတော့ကြိုက်တာတက်ပါ okay ဒီမှာဒီလေးလာ2016 okay မြို့ကြီးရတော့ကြိုက်တယ်ထဲလို့ညပန်းတီးထဲတယ်နော် okay ပန်းတီးပေါ့နော်ပန်းတီးအယူတော့က100ဟုတ်ရောက100 okay ရောင်းစီကဒီတောင်ခွဲခေဝေးစီက3000ခွဲပေါ့ဒါတော့ထားချင်ထားမယ်โอเคပန်ဒီရောင်းစီဝယ်စီအတွက်โอเคဒီမှာလေးလာပိုင်းတရက်ပေါ့နော်ဘယ်လိုတက်လဲ2026 okay ဒါအပြီးဒီကောင်ကိုရက်တည်ရှေ့နေ့ရှေ့မှာထားရှေ့နောက်ပြောင်းလို့ရပါတော့ထားရှေ့ကိုရက်ကပဲထားခြင်းနောက်ကပဲထားခြင်းပါနော် okay ရုံဆုံးဆွဲချလိုက် okay အပြင်ဒီ home ထဲမှာပဲ home ထဲပဲသွားပြီးတော့ဒီမှာပေါ့ဒီ home ထဲမှာဒီဘက်မှာရှိတဲ့ number ဆိုတာလေးကိုနှိပ်လိုက်ပါအပြင်ဒီမှာကိုထားခြင်းတဲ့ပုံစံဒီအတိုင်းဒီမှာဒီဘက်ကပါလို့ custom ဆိုပြီးနှိပ်လိုက်ပါ okay အဲဆိုရင်ကိုထားခြင်းတဲ့ပုံစံတိုင်းထားလိုက်ပါနော်ခုမှဒီကိုရှေ့ရထားမှာဆိုဒီတစ်လုံးကြီးမှာ okay ကိုကအဆက်နဲ့ထားမှာဆိုအဆက်မြေကြောင်းနဲ့ကိုအဆက်နဲ့ထားမှာပေါ့နော်ဒီအပြီးတော့မှန်လို့အပြီးတော့ stop ဒီရာကလေးလုံးထားမှာဆိုတင်ခုလို့ okay အပြီးတော့ okay ထားဒီမှာ auto ပြောင်းသွားနော် okay ပန်ဒီမှာအမျိုးကြီးတော့ကြိုက်တာထားပါဗျာဒါတော့ okay အဲ့တော့ဒီထဲတော့ခဏကတော့ခဏနေရဟေးအပြင်ဒီမှာဒီနှစ်ခုကိုမိုက်တဲ့စင်တာခုနကပေါ်စင်းတော့ထုတ်တယ်မယ်ဆူပါဘောပေါင်းရရနော်မနဘတ်အပစ္စည်းရပါဘောနော်နေရာထားလိုက်မယ်โอเคဒီမှာ150ထားလိုက်နော်โอเคဒီမှာလည်းကိုဟာလို့ကူတောင်းတော့တောင်းကိုကြိုက်တယ်လို့ထားပါတော့ဒီဈေးတွေကတော့ဒီကြတော့မရှိဘူးဒါဘုမပြရဆိုရင်ဒီမှာတော့ထား